City ဖွင့်မရတဲ့သူတွေလေဒီ City like ကိုဖွင့်ကြည့်နော် Play Store မှာလည်းတကူ download ရတယ် City လို့ရိုက်ချလိုက်ရင်ဒီလိုမျိုးတလား City like ဆိုပြီးရိုက်ချလိုက်ရင်မှာလူပြေးရုပ်လေးနဲ့ကြာလာရင်မလားအဲ့ဆိုလို့ရှိရင် install တင်ပြီးလိုက်နော် install တင်ပြီးလို့ open နဲ့ဝင်တဲ့ခါကျရင် open နဲ့ဝင်တဲ့ခါကျရင် तू က City လို့ပဲအတူတူပဲနော်ဖွင့်နေရအတူတူပဲအောက်မှာအမှန်ချစ်ပြီးရင် Google ဒါဆိုရင်မှအမှန်ကြီးလေးချစ်ပြီးသွားပြီဆို Google လေးကိုနှိပ်လိုက်မယ်နော်နှိပ်ပြီးသွားပြီဆိုလို့ချင်းဒီမှာကိုယ့်ရဲ့ Google ကိုထပ်နှိပ်နှိပ်ပြီးဆိုလို့ချင်းမသူလောက်ခိုင်းတာလေးတွေလှုပ်သွားပြီလိုက်နော်သူလောက်ခိုင်းတာလေးတွေလှုပ်သွားပြီလိုက်နော်လှုပ်ပြီးသွားရင်ဒီနားမှာကုတ်ဖြစ်ရအောင်မယ်နော်ကုတ်ဖြစ်ရပါဒီမှာမှဖြည့်ပြထားပြီးရနော် E3U DNE ဆိုတဲ့ဟာလေးဖြည့်လိုက်ရဆိုလို့ချင်း coin 50ရပါတယ်နော်မဖြည့်ရင်တော့မရပါဘူးဖြည့်မှရမှာပါနော် E3U DNE ဆိုတဲ့ဟာလေးဖြည့်ပေးပါနော်ဒါဆိုရင်ဒီဟာလေးကိုနှိပ်လိုက်ပါအဲ့ဆိုရင်ရသွားပြီပေါ့နော်ရသွားပြီဆိုလို့ရှိလို့ရှိရင်ဒီမှာဒီနေရာလေးမှာဗာဖြည့်ရမလဲဆိုရင် तू က30ကနေ192ဆိုတော့ကိုကြက်ရဖြည့်လိုက်ပေါ့နော်ဒါဆိုမရသေးဘူးနော်50ကနေ400ကြာဆိုလဲကြိုက်တာဖြည့်မရသေးဘူးနော်မရသေးဘူးဆိုရင်1000ကနေ9999ဆိုကြိုက်တာဖြည့်လိုက် तू မှန်သွားလိမ့်မယ်ကြိုက်တဲ့၄လုံးဖြည့်လိုက်မှန်သွားစေ့နေလိုက်နော်ဒါဆိုရသွားပြီနော်ရသွားပြီဆိုလို့ရှိရင်ဒါလေးအတူတူပဲနော် vouch လေးတွေဖောက်ယူလို့ရတယ် coin လေးတွေယူလို့ရတယ်နော်ဒီမှာ coin 3500 swipe ပြည့်ပြီဆိုရင်ငွေစားထုတ်လို့ရပြီပြည့်တယ်ဆိုရင်မရှိမှလာထုတ်ပါနော်ဖွင့်ပြပေးလိုက်ပါပြီအားလုံးပဲအဆင်ပြေကြပါစေ